အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ real estate agent တယောက်အနေနဲ့တနေ့တာမှာဘာတွေလုပ်ရလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် appointment 3ခုရှိတယ်အဲ့တော့ဘယ်လိုအခန်းလေးတွေတော့ပြမလဲဆိုတာလက်ကြည့်ခဲ့ပါပထမဆုံးပြမယ့်အခန်းကတော့ neighborhood လေးတော်တော်လေးကောင်းတယ်ဒီဘက် line ရဲ့တစ်ဖက်ချမ်းမှာဆို beach လည်းရှိတယ်ပေါ့နော် line ကမရောက်သေးတော့အေးတယ်ကျွန်တော်စောင့်နေရပါတယ် line ရောက်လာပါပြီကျွန်တော်အခန်းသွားကြည့်ကြမယ်ဒီအခန်းကတော့ one bedroom အခန်းအထဲကိုကြည့်တဲ့အခါမှာ lighting လေးတော်တော်လေးကောင်းတယ် neighborhood လည်းတော်တော်လေးကောင်းတယ်ပြောရမယ်ဈေးနှုန်းကတော့ဒေါ်လာ1900ဝန်းကျင်ဖြစ်ပါတယ်နောက်ထပ် appointment တစ်ခုတင်နေအောင်ကျွန်တော်သွားနေပါပြီဒီနေရာရောက်တော့သတိထားမိတာကတော်တော်များများက vintage building တွေများတယ်ပေါ့နော် building တွေကတော့အဟောင်းတွေပဲဒါပေမဲ့ကျွန်တော်ခုပြမယ့်အခန်းကတော့အထဲမှာတော်တော်လေးတန့်တယ်ခင်ဗျအထဲမှာလူရှိတော့ပေါ့နော်ကျွန်တော်အကုန်တော့ပြလို့မရဘူးဒါပေမဲ့ကျွန်တော်ဓာတ်ပုံလေးတွေပြပေးမယ်ဒီနေရာကတော့ dining room ပြီးရင် living room the unit washer dryer လည်းပါပြီးသားပေါ့နော်ဒီခန်းကိုပြပြီးတော့ချိန်ရသေးတော့ပေါ့နော် office ကိုသွားမှာဖြစ်ပါတယ်ကျွန်တော် office ကတော့ full time grace ပါရုံရတော့ laptop ဖွင့်ပြီးတော့မှ email reply ပြန်တယ်လာပြီးတော့မှမေးမြန်းထားတာတွေပြီးတော့အနောက်ထပ် appointment set up လုပ်တာတွေလုပ်တယ်တက်ပြီးတော့မှပြင်ဆင်တယ်ပေါ့နော်ရုံးထိုင်ပြီးတော့ညောင်းလာတော့ရေလေးပါလေးတော့ဟိုသွားတီသွားပြီးတော့လက်ဖြောက်လေးတီးပစ္စည်းလေးပါလေးသိမ်းပြီးတော့ကျွန်တော်ရုံးကနေထွက်ပါတော့မယ်ဒီရုံးရဲ့ neighborhood လည်းတော်တော်လေးကောင်းတယ်ခင်ဗျဒီနေ့ရဲ့ target ကတော့46D ပေါ့နော်ရဖို့တော့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်အခုတက်ပြမဲ့အခန်းကဒီ type ပေါ်မှာပေါ့နော်သူက loft style နှစ်ထပ်ပေါ့နော်အခန်းထဲမှာပဲနှစ်ထပ်နဲ့ပြီးတော့ကံဘေးမှာပဲအခု client တယောက်တက်ပြမှာပေါ့နော်တခါလေးလိုက်ပြလိုက်ပဲ let's go ဒါကတော့ကျွန်တော်ဒီ28လောက်ပေါ့နော်ဒါကတော့ penthouse လိုမျိုးဒီပါပဲ view ကြီးကြီးဒါကျွန်တော်တို့ဒီရေကန်တစ်ခုလုံးနေရတယ် share မိုက်ပါပဲပေါ်ထပ်မှာလည်းအဲ့ခန်းနဲ့ရှိရပါတော့ Okay thank you ဒီပွားမဲ့ပြီးတော့ကျွန်တော် downtown ဘက်ကိုချက်ပြန်ပြီးတော့မှအပြေးလေးသွားလိုက်ပါတယ်အဓိကကတော့ဒီ Bo University မှာတက်နေတဲ့ကျောင်းသူလေးတယောက်သွားပြီးတော့မှ pick up လုပ်တာဖြစ်ပါတယ်ညနေလည်းရောက်လာတော့ bike စာတော့ restaurant စီအပြေးလေးသွားတယ်ကင်ချီစုပူပူနေနေလေးသုံးဆောင်ပါအောင်ကျွန်တော်နောက်ဆုံး appointment တစ်ခုကျွန်တော်သွားမယ်မိုးလဲချုပ်လာပြီဆိုတော့ကျွန်တော်ဒီ appointment ပုံလေးကိုပြပြီးမှဖြစ်ပါတယ်အဲမှာတော်တော်လေးတန့်နေပြင်ဆင်ထားတာတွေပြီးတော့ private balcony လည်းပါတယ်အလင်းရောင်လည်းတော်တော်လေးကောင်းပါတယ်ဒီနေ့ပြန်ပါတော့မယ်နောက်တဲ့ video တွေမှာလည်းပြန်ပြီးတော့မှဆုံကြမယ်အားလုံးကျေးဇူးများတင်ပါတယ် bye